လူတော်များများကအသက်20ဆိုတာပျော်ရွှင်ဖို့လဲပတ်ဖို့အမားတွေလုပ်ဖို့အချိန်လို့ထင်ကြတယ်ဟုတ်ပါတယ်ဒါပေမဲ့တခုတော့သတိထားပါတင်ဘဝရဲ့အသက်20ကနေ30ကြာဟာ compound interest စင့်ဘွားအကျိုးကျေးဇူးအရှိဆုံးအချိန်ပါပဲဒီနေ့ကျွန်တော်ပြောပြမယ့်ဆုံးဖြတ်ချက်ဟာတင့်ကိုတညတည်းနဲ့တစ်ထေးဖြစ်စေမှာမဟုတ်ဘူးဒါပေမဲ့အသက်30 40ရောက်တဲ့အခါအခြားသူတွေပတ်စံနောက်ကိုအမောတကောလိုက်နေရချိန်မှာတင်ကတော့ပတ်စံကိုတင့်စီလာခိုင်းနေရလိမ့်မယ်အဲ့ဒီဆုံးဖြတ်ချက်ကပါလေအဲ့ဒါကတော့ယနေ့ခိတ္တအပန်းဖြေမှုကိုစတေးပြီးနောက်နှစ်ပေါင်းများစွာအတွက်လွတ်လပ်မှုကိုဝယ်ယူဖို့ပါပဲအသက်20မှာအကြီးမားဆုံးအမားကပတ်စံကိုဘန်ထဲမှာပဲစုထားတာဒါမှမဟုတ်အဝတ်အစားတွေဝယ်ပစ်တာတကယ်တော့အသက်20မှာတင့်ရဲ့အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုဟာ stock share မဟုတ်ဘူးအိမ်ချမ်းမြေမဟုတ်ဘူးအဲ့ဒါကတင့်ရဲ့အုံနောက်ပါပဲကျွန်တော်သာအသက်20ပြန်ဖြစ်မယ်ဆိုရင်တစ်လကိုစာအုပ်2အုပ်ဖတ်မယ်ကိုနဲ့မဆိုင်ဘူးလို့ထင်ရတဲ့ skill တွေဥပမာစကားပြောခြင်းအတတ်ပညာအယောင်အဝယ်နည်းပညာတွေကိုသင်ယူမယ်ဘာလို့လဲဆိုတော့အသက်20မှာသင်ယူလိုက်တဲ့အရာတစ်ခုဟာနောက်နှစ်ပေါင်း40လုံးတင့်ကိုဝင်ငွေပြန်ရှာပေးနေမှာမလို့ပါပဲကိုရင်းနှီးမြှုပ်နှံခြင်းဟာအတိုးနှုန်းအမြင့်ဆုံးရတဲ့ရင်းနှီးမြှုပ်နှံမှုပဲဆိုတာကိုအခုပဲဆုံးဖြတ်လိုက်ပါကျွန်တော်တို့မျိုးဆက်ဟာကြွားချင်တဲ့စိတ်ဓာတ်ရဲ့သားကောင်တွေဖြစ်နေကြတယ်တငယ်ချင်းက iPhone အသစ်ကိုင်ရင်ကိုလဲကိုင်ချင်တယ်သူများတွေခရီးသွားရင်ကိုလဲသွားချင်တယ်အသက်20မှာငါဟာသူများအမြင်မှာချမ်းသာဖို့မကြိုးစားဘူးတကယ်ချမ်းသာဖို့ပဲကြိုးစားမယ်လို့ဆုံးဖြတ်ပါလူတွေကတင့်ကိုအဝတ်အစားအဟောင်းဝတ်လို့ကားအဆုပ်စီးလို့နှိမ်ကြလိုက်မယ်အဲ့ဒါကိုခေါင်းငုံခံလိုက်ပါအဲ့ဒီအဆက်တရားကိုလက်ခံနိုင်တဲ့သူဟာအသက်30ကျော်မှာလူတကာမော်မကြည့်နိုင်တဲ့နေရာကိုရောက်သွားပါလိမ့်မယ်အလုပ်တစ်ခုတည်းရှိတာဟာဘဝကိုအန်ဒီရယ်တဲ့ဖြစ်ထားတာနဲ့အတူတူပဲအသက်20မှာတင့်အားအင်တွေအပြည့်ရှိတယ်ညဘက်တွေမှာရုပ်ရှင်ကြည့်မဲ့အစားအပူဝင်ငွေရနိုင်မဲ့အလုပ်တစ်ခုခုလုပ်ဖို့ဆုံးဖြတ်လိုက်ပါအဲ့ဒီအလုပ်ကနေပတ်စံအများကြီးမရသေးရင်တော့မှပတ်စံကဘလို့စီးစင်းလဲဆိုတဲ့စီးပွားရေးအတွေးအခေါ်တစ်ခုကိုတင်ယူရသွားပါလိမ့်မယ်တစ်လကို1000ပဲအပိုရပါစေအဲ့ဒီ1000ဟာတင့်ကိုလွတ်လပ်မှုစီခေါ်သွားမဲ့ပထမဆုံးခြေလှမ်းပဲလူငယ်တွေကပတ်စံကိုမြန်ချမ်းသာချင်ကြတယ်အဲ့ဒီစိတ်လုံးမှုကပဲတင့်ကိုလောင်းကစားတွေအလိမ်ညာတွေထက်တွန်းပို့တာပါငါဟာဖြည်းချင်းချမ်းသာဖို့အစဉ်သင့်ပဲလို့ဆုံးဖြတ်လိုက်ပါတနေ့ကို100%ပဲတိုးတက်အောင်လုပ်ပါတစ်နှစ်ကြာရင်သင်ဟာ38ဆပိုတော်လာပါလိမ့်မယ်ပတ်စံစုတာပဲဖြစ်ဖြစ်ပညာသင်တာပဲဖြစ်ဖြစ်အချိန်အဟုန်ကိုယုံကြည်ပါအစမှာတော့ဘာမှမထူးခြားသလိုဖြစ်နေလိမ့်မယ်ဒါပေမဲ့အချိန်တစ်ခုရောက်တဲ့အခါအဲ့ဒီရေခမ်းမက်ကိုကြော်သွားရင်တင့်စီကိုငွေတွေဟာမရက်မနာစီးဝင်လာပါလိမ့်မယ်ဒီစကားကိုသင်ကြားဘူးမှာပါသင်ဟာသင်အချိန်အပေးဆုံးတငယ်ချင်း9ယောက်ရဲ့ပြက်မြပဲအသက်20မှာတငယ်ချင်းတွေကအမြဲတမ်းဂိမ်းစောဖို့ကောင်မလေးအကြောင်းပြောဖို့သူများအတင်းပြောဖို့ပဲစိတ်ဝင်စားနေရင်သင်ဘဝလည်းအဲ့ဒီနေရာမှာပဲရက်နေမှာပါခါသီးပေမဲ့ဆုံးဖြတ်ရပါမယ်တင့်ကိုတိုးတက်အောင်မလုပ်ပေးတဲ့ပတ်ဝန်းကျင်ကနေထွက်ခွာပါတင့်ထက်တော်တဲ့သူတွေတင့်ကိုစိန်ခေါ်နိုင်တဲ့သူတွေနားမှာနေပါရှက်စရာကောင်းရင်တော့သူတို့စီကနေတခုခုရအောင်တင်ယူပါအဲ့ဒီပတ်ဝန်းကျင်ကတင့်ရဲ့တန်ဖိုးကိုမြင့်တင်ပေးပါလိမ့်မယ်အသက်20ဟာရှုံးနိမ့်ဖို့အကောင်းဆုံးအချိန်ပဲဘာလို့လဲဆိုတော့တင့်မှာတာဝန်ယူရမယ့်မိသားစုမရှိသေးဘူးတင်အခုရှုံးရင်ပြန်ထဖို့အချိန်နှစ်20နှစ်30ကျန်သေးတယ်တခုခုကိုစလုပ်ဖို့မကြောက်ပါနဲ့ကြရှုံးသွားရင်တော့အတွေ့အကြုံဆိုတဲ့ဘယ်သူမှဝယ်လို့မရတဲ့သင်ခန်းစာကိုသင်ရသွားမယ်ဘာမှမလုပ်ပဲထိုင်နေတဲ့သူထက်လုပ်ကြည့်လို့ရှုံးတဲ့သူကပိုပြီးအောင်မြင်ဖို့နီးစပ်ပါတယ်ရှုံးနေခြင်းဆိုတာအောင်မြင်မှုရဲ့စန့်ကျင်ဘက်မဟုတ်ဘူးအောင်မြင်မှုရဲ့အစိတ်အပိုင်းတစ်ခုပဲဆိုတာလက်ခံဖို့ဆုံးဖြတ်ပါအခုတင်းအသက်ဘယ်လောက်လဲ20လား25လားအခုတင်ချလိုက်တဲ့ဆုံးဖြတ်ချက်တိုင်းဟာနောက်10နှစ်ကြာလာတဲ့အခါတင့်ကိုလာပြီးကျေးဇူးတင်ပါလိမ့်မယ်အဲ့ဒီတုန်းကငါဒီဆုံးဖြတ်ချက်ကိုချခဲ့လို့တော်သေးတယ်ဆိုတဲ့စကားကိုပြောနိုင်အောင်ကြိုးစားပါပတ်စံဆိုတာခက်ခဲတဲ့အရာမဟုတ်ပါဘူးစီကံရှိတဲ့သူအမျှော်အမြင်ရှိတဲ့သူအတွက်တော့ပတ်စံဟာအလိုလိုလိုက်လာတဲ့အကျိုးရလဒ်တစ်ခုပါဒီနေ့ကစပြီးတင့်ဘဝကိုပြောင်းလဲလိုက်ပါတင်လုံနိုင်ပါတယ်